ပေးတယ်ဆိုတာတတ္တိရှိမှပေးရတာတရားရှိမှပေးရတာစေတနာရှိမှပေးရတာမစ္စရိယဆိုတဲ့အတွေ့ရှိတဲ့သူကမပေးရဘူးပေးရမှာကြောက်တယ်ရှိထားတဲ့အရာတွေအပေါ်မှာတွေ့ထားတဲ့အတွက်စွန့်ရမှာလည်းကြောက်တယ်ဖယ်ရမှာလည်းကြောက်တယ်နေရာကိုတွေ့တာအမျိုးကိုတွေ့တာပစ္စည်းကိုတွေ့တာအလှကိုတွေ့တာဓမ္မကိုတွေ့တာတွေဟာမစ္စရိယအမျိုးတွေပါပဲဘာပဲတွေ့အတွေ့မှန်သမျှအပူပါပဲနေရာဖယ်ပေးတာပစ္စည်းပေးတာစတာတွေဟာဆွန့်လွတ်နိုင်တဲ့တတ္တိရှိလို့သာလုံနိုင်ကြတာပါရယူသူနဲ့ပေးဆက်သူဖြစ်နိုင်ရင်ပေးနိုင်တဲ့သူဖြစ်အောင်ကြိုးစားရမယ်ရလိုက်လို့ဖြစ်ရတဲ့ကျဉ်းနှံ့မှုနဲ့ပေးလိုက်လို့ဖြစ်ရတဲ့ဝမ်းမြောက်မှုနှိုင်းတူလို့တော့မရဘူးရလို့ကျဉ်းတဲ့ခံစားမှုနောက်မှာစိုးရိမ်မှုတွေပူပန်မှုတွေရှိတတ်တယ်ရှိလာတဲ့အရာတွေပျောက်ပြက်သွားမှပျက်စီးသွားမှစတာတွေကြောင့်ရယူခြင်းရဲ့နောက်မှာစိတ်မချမှုတောကဖြစ်မှုတွေရောက်နေတတ်တယ်ဒါကြောင့်အယူများတဲ့သူဟာအပူပွားတတ်ပြီးစွန့်နိုင်မှသာလွတ်နိုင်တဲ့အတွက်ကြောင့်ရယူဖို့တဲ့စွန့်လွတ်နိုင်အောင်ကြိုးစားပါတွေ့တာမှုကိုစွန့်လွတ်မှုနဲ့လျှော့ချနိုင်အောင်ကြိုးစားပါအပူပေါ့ခြင်းအယူလျှော့နိုင်အောင်ကြိုးစားပါအတွေ့ရော့ခြင်းအတွေ့လျှော့ရင်တကယ်ပေါ့တယ်ဘာပဲဖြစ်ဖြစ်လျှော့ကြည့်လိုက်ပါ